ခန္ဓာကိုယ်ထဲမှာအမိတ်ပေးနေတဲ့အတ္တဆိုတာအကောင်မရှိဘူးပြောလို့ငါဆိုတာလည်းမရှိဘူးသူလည်းမရှိဘူးဒီယုတ်တရားနဲ့တရားတက်တက်မြတ်တာလှုပ်ရှားနေခြင်းသာဖြစ်တယ်လို့အဲ့ဒီလိုမြင်လို့ရှိရင်အတ္တမောဟတမ္ပစညာလို့ခေါ်တယ်ဒါဝိပဿနာကြတော့အဲ့လိုမြင်အောင်ကြည့်ရမှာအဲ့လိုမမြင်သေးသမျှကမ္မဋ္ဌာန်းတွေဘလောက်အထုတ်တမာတိလေးဖြစ်ပြီးတော့တောင်းမြင်မြောင်းမြင်ကလေးတော့ဖြစ်မှာပေါ့စိတ်ကလေးအေးချမ်းပြီးငြိမ်လိုက်တာနောက်ထပ်အဲ့ဒီငြိမ်တက်ကလေးရခြင်းနဲ့ဆိုရလောဘကလေးနဲ့စခန်းသိမ့်လိုက်သို့တော့အဲ့ဒီလောဘလေးနဲ့စခန်းသိမ့်ဖို့ဆိုတာတောင်းလွဲတာတော့မဟုတ်ဘူးနော်ဟိုတရားဥရပြောပြတာပါတကယ်ဒီအသိဉာဏ်ဖြစ်သည့်ထီအောင်ကြိုးစားရမယ်လို့ဆိုလို့တယ်ဒါဝိပဿနာနော်အဲ့အတွက်လေးကိုနေလေးရှုမှတ်ပြီးတော့စိတ်တွေအငြိမ်းချမ်းပြီးတော့မှတ်စိတ်တွေပျောက်သွားတယ်တို့ပါတော့အဲ့ဒါတွေကတရားတို့မဟုတ်သေးဘူးမဟုတ်ဘူးတရားတို့မဟုတ်တမာတိစွမ်းအားကြောင့်ဖြစ်တာလေစွမ်းကြောင့်ဖြစ်တာတော့ဝိပဿနာတရားဆိုတာအဲ့လိုမဟုတ်ဘူးအဲ့တတိရှိဖို့လိုတယ်နော်မြတ်စွာဘုရားသင်တာအဲ့လိုသင်တာမဟုတ်ဘူးအဲ့တော့ရှုရဲဆိုင်တယ်ဆိုလို့ရှိရင်လည်းရှုတဲ့လူမရှိဘူးငါရှုတာလည်းမဟုတ်ဘူးငါဆိုင်တာလည်းမဟုတ်ဘူးနော်ရှုခြင်းနဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဒီရှုခြင်းဆိုင်ခြင်းဖြစ်လာတာအဲ့ဒီမှာငါမပါဘူးသူလည်းမပါဘူးအတ္တဆိုတာလည်းမရှိဘူးတဘာဝတရားတသက်မြတ်တာဖြစ်တယ်လို့မြင်ဖို့ကြိုးစားရမှာဖြစ်တယ်ပေါ့ဒါဝိပဿနာကြတော့အဲ့လိုကြိုးစားငါပြောက်မှသူပြောက်မှဆိုလိုတာတတ္တဝါဆိုတာပြောက်မှဝိပဿနာဉာဏ်ဖြစ်မှာတတ္တဝါမပြောက်ဘဲနဲ့အနိစ္စဆိုပရိစ္ဆေရင်တော့ကြိုးပြရုံမရှိမှာနော်သို့တော့မလုံးတဲ့လူနဲ့စာရင်တော့တော်ပါတယ်မကောင်းတာတွေရွတ်နေမဲ့စာအနိစ္စလို့ရွတ်တာတော့မကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော်ကောင်းတာလုပ်တာမှတည်းသူအတိုင်းတာနဲ့သူကောင်းတယ်ပေါ့ဒါပေမဲ့လို့လူရင်းမရောက်ဘူးပေါ့လူရင်းရောက်ချင်တော့လူရင်းမရောက်ဘူးပေါ့အဲ့ဒါကိုသတိရှိရမှာတဘာဝတရားတွေများဖြစ်ချင်းများတာဖြစ်တယ်ဆိုတာဘာလို့ကမ္မတကာရကောနတ္ထိအလုတ်ကိုလုပ်တဲ့လူဆိုတာမရှိဘူးတရဝဆိုတာမရှိဘူးဝိပကတသဝေရကောအကျိုးခံစားတဲ့လူဆိုတာမရှိဘူးအကြောင်းပေါ်ခြင်းသည်ပြုလုပ်ခြင်းအကျိုးပေါ်ခြင်းသည်ခံစားခြင်းနော်ကမ္မတကာရကောနတ္ထိဝိပကတသဝေရကောသုဒ္ဓဓမ္မပေါ်တန်ဒီယုတ်တရားနံတရားတသက်ညတာဖြစ်တယ်လို့မြင်မှဧဝိတံသမထတနံငါမပါဘူးတတဝါမပါဘူးအတ္တဆိုတာမပါဘူးရှုပ်တရားတသက်မြတ်တာဖြစ်တယ်ခုနကခြေတော့လှမ်းတာသွားတာငါမဟုတ်ဘူးကြည်တာလည်းငါမဟုတ်ဘူးနော်ယုတ်တရားနဲ့တရားတွေဖြစ်ချင်းမြတ်တာဖြစ်တယ်လို့အဲ့ဒါလို့မြင်မှမကန်တော့အမြင်လို့ခေါ်တယ်တဲ့အဲ့လိုမြင်မှအဲ့ဒါအတ္တမောဟတမ္ပစညာပဲ